မိတ်ဆွေတို့စိတ်ကူးကြည့်ဖူးပါသလားအသက်18နှစ်ရွယ်မှာတဲ့ကိုပိုင်ကားနဲ့ကြောင်းသွားယုံတွေမကပဲတန်းချီတန်းတဲ့လုပ်ငန်းတွေကိုပါဦးဆောင်နေတဲ့ဘဝမျိုးကိုပေါ့အခုပြောပြမဲ့လူငယ်တွေဟာကျောင်းစာကြည့်တိုက်မှာအချိန်ဖြုံးနေမဲ့စားကိုပိုင်အင်ပါယာတွေကိုတိဆောက်ခဲ့ကြတာပါသူတို့ဘလို့မျိုးအခက်ခဲတွေကိုကြော်ဖြတ်ပြီးအောင်မြင်မှုလမ်းစာကိုရှာဖွေခဲ့ကြတယ်လေဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ် Jack Bloomfield ဆိုတဲ့လူငယ်ဟာအသက်10နှစ်သားကလေးကစီးပွားရေးလုပ်ဖို့စိတ်အားထက်သန်ခဲ့သူပါအဲ့ဒီတုန်းကသူဟာအပျော်တမ်းတည်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုရဲ့ပိုင်ရှင်အဖြစ်ဝတ်စုံအပြည့်နဲ့ဟန်ဆောင်ကစားခဲ့တာပါဒါပေမဲ့ဒါဟာခလီးကစားစရာမဟုတ်ခဲ့ပဲအိမ်နီးနားချင်းတွေရဲ့မျက်ရည်ပေးတာကနေစပြီးရလာတဲ့ငွေတွေကိုပြန်လဲရင်းနှီးမြှုပ်နှံခဲ့တာပါအသက်15နှစ်ရောက်တဲ့အခါမှာတော့သူဟာတက္ကသိုလ်တက်ပြီးလာစာနေတဲ့အလုပ်ကနေစတင်ရမယ့်ဘဝကိုကြောက်လန့်သွားခဲ့တာပါသူဟာလက်ဆောင်ကတ်တွေရောင်းရာကနေစတင်ခဲ့ပြီးအသက်73နှစ်မှာဆေးဘက်ဆိုင်ရာအချက်လက်သိမ်းဆည်းတဲ့ website ကိုဒီဇိုင်းဆွဲခဲ့ပါတယ်အခုဆိုရင်သူဟာတရုတ်နဲ့တောင်ကိုရီးယားကပစ္စည်းတွေကိုအလုံးအရင်းနဲ့ဝယ်ယူရောင်းချတဲ့ online စတိုး9ခုကိုပိုင်ဆိုင်ထားပါပြီစုစုပေါင်းရောင်းအားဟာဒေါ်လာ1 သန်းကျော်ရှိနေပေမဲ့သူဟာအတန်းထဲမှာကျောင်းစာတွေနဲ့စီးပွားရေးကိုဟန်ချက်ညီအောင်ခက်ခက်ခဲခဲထိန်းညှိနေရစေဖြစ်ပါတယ်နောက်ထပ်လူငယ်တဦးဖြစ်တဲ့ Ellie Cattiness ကတော့အသက်15နှစ်မှာအလှကုန်လုပ်ငန်းကိုစတင်ခဲ့သူပါသူဟာအိမ်မှာရှိတဲ့ coffee mug အကျွင်းကြံတွေကိုပြန်လဲအသုံးပြုပြီးမျက်နှာသစ်ဆေးတွေထုတ်လုပ်ခဲ့ပါတယ်ထူးခြားတာကတော့သူ့ရဲ့စီးပွားရေးမှာအောင်မြင်လာလို့မိခင်ဖြစ်သူကိုတော့ဝန်ထမ်းဖြစ်ခန့်ထားနိုင်ခဲ့တာပါအသက်50အရွယ်လူကြီးတယောက်လိုစကားပြောနိုင်တဲ့သူဟာကျောင်းစာမေးပွဲတွေနဲ့လုပ်ငန်းကြားမှာစိတ်ဖိစီးမှုတွေရှိနေပေမဲ့သူ့လမ်းကြောင်းကိုသူယုံကြည်ချက်အပြည့်ရှိနေပါတယ်အစားအသောက်ကိုဝါသနာပါတဲ့ Morgan Hipworth ကတော့အသက်9နှစ်သားကလေးကဟင်းချက်နည်းတွေကိုလေ့လာခဲ့တာပါအသက်73နှစ်မှာတင်ဒေသခံကော်ဖီဆိုင်တစ်ခုကိုကိတ်မုတ်တွေစတင်တင်ပို့နိုင်ခဲ့ပါတယ်။ကျောင်းပိတ်ရက်တွေမှာကိတ်မုတ်ပေါင်းများစွာဖုတ်ပြီးစီးပွားရေးကိုတိုးချဲ့ခဲ့တဲ့သူ့ရဲ့ဇွဲဟာတကယ်ကိုအံ့ဩစရာပါပဲ။ကျောင်းတက်နေရင်းနဲ့တောင် iPad ကိုအသုံးပြုပြီးဆိုင်ကန်းငှားဖို့အကျိုးဆောင်တွေနဲ့ချိတ်ဆက်ခဲ့တဲ့အထိသူဟာရင့်ကျက်ခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးဆိုင်ခွဲလေးဟာ10ရက်အတွင်းမှာတင်ဒိုနတ်ပေါင်း1000အထိရောင်းချနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Bistro Morgan ဆိုတဲ့ကိုပိုင်ဆိုင်ကိုဖွင့်လှစ်နိုင်ခဲ့ပြီးဝန်ထမ်း6ယောက်နဲ့စတင်ခဲ့တာပါ။တစ်နှစ်ကိုဒေါ်လာ9 သိန်းခွဲလောက်ဝင်ငွေရှိနေတဲ့သူဟာကျောင်းမှာနေတဲ့အချိန်တွေဟာအလဟတ်သားဖြစ်နေတယ်လို့ခန်းစားခဲ့ရဘူးပါတယ်။ဒါပေမဲ့သူဟာသူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အတွက်နောက်မဆုတ်တမ်းစူးစမ်းခဲ့တာပါ။ဒီအောင်မြင်တဲ့လူငယ်တွေအားလုံးမှာတူညီတဲ့အမြင်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့လက်ရှိပညာရေးစနစ်ဟာလုပ်ငန်းရှင်စိတ်ဓာတ်ကိုအားမပေးဘူးဆိုတာပါပဲ။ကျောင်းမှာအားကစားထူးချွန်ရင်ချီးမွမ်းခံရပေမဲ့စီးပွားရေးလုပ်ချင်တယ်လို့ပြောရင်တော့လှောင်ပြောင်တာဒါမှမဟုတ်တားဆီးတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။သူတို့အတွက်တော့စရင်ကင်ဘာသာရက်ကလွှဲရင်ကြံတဲ့ဘာသာရက်တွေဟာလက်တွေ့ဘဝမှာတိတ်ပြီးအသုံးမဝင်လာဘူးလို့ခန်းစားနေကြရပါတယ်။နမဲကျော်စီးပွားရေးပညာရှင် Gary Vaynerchuk ကလည်းဒီအမြင်ကိုထောက်ခံထားပါတယ်။သူကတော့ပညာရေးစနစ်ဟာခေတ်နောက်ကျနေပြီဖြစ်ပြီးအင်တာနက်ကြောင့်အချက်လက်တွေဟာအလွယ်တကူရနိုင်နေပြီလို့ဆိုပါတယ်။ငယ်စဉ်ကလေးကပစ္စည်းတွေလိုက်ရောင်းခဲ့တဲ့သူ့အတွက်တော့တက္ကသိုလ်ပွဲဆိုတာမရှိမဖြစ်မဟုတ်တော့ပါဘူး။မိဘတွေရဲ့ထောက်ပံ့မှုကိုအမြန်ဆုံးဖျက်တောက်နိုင်လေလေပိုပြီးပျော်ရွှင်တဲ့ဘဝကိုရနိုင်လေလေလို့သူကအကြံပြုထားပါတယ်။တကယ်တော့အောင်မြင်မှုဆိုတာငွေကြေးပမာဏနဲ့တင်တိုင်းတာရမှာမဟုတ်ပါဘူး။ကိုဝါသနာပါတဲ့အလုပ်ကိုလုပ်ရင်းပျော်ရွှင်နေဖို့ကပိုပြီးအရေးကြီးပါတယ်။ဒီလူငယ်တွေဟာသူတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုရဲရဲဝံ့ဝံ့ရွေးချယ်ခဲ့ကြလို့အခုလိုအခြေအနေကိုရောက်ရှိလာကြတာပါ။ဒါဟာဘဝရဲ့အစပဲရှိပါသေးတယ်။ရှီဆက်ပြီးဘလို့စိတ်ဝင်စားစရာအပြောင်းလဲတွေဖြစ်လာအောင်မလဲဆိုတာကတော့ရင်ခုန်စရာပါပဲ။